အာဆင်နယ်နဲ့မန်စီးတီးဒီပွဲကိုကျွန်တော်တို့ရိုးရိုး community ရှိပွဲတစ်ပွဲလို့မမြင်ဘူးတစ်ဖက်မှာကကျွန်တော်တို့ရဲ့ Premier League Champion ကျွန်တော်တို့အာဆင်နယ်အသင်းတစ်ဖက်မှာက FA Cup ရတဲ့မန်စီးတီးအသင်းထူးခြားတာကဒီနှစ်မန်စီးတီးအသင်းမှာပတ်ကွာရီကိုလည်းမရှိတော့ဘူးအန်ဆိုမောင်ရက်စကာရဲ့ပထမဆုံးမန်စီးတီးအသင်းနဲ့ကျွန်တော်တို့အာဆင်နယ်ရဲ့အာဒီတာအသင်းတို့နှစ်ဦးသားထိပ်တိုက်တွေ့တဲ့ပထမဆုံး official match တစ်ခုဖြစ်လာမယ်ပေါ့ဗျာကဲကျွန်တော်တို့ဒီပွဲမှာဘယ်အသင်းအသာရအောင်မလဲဘယ်အသင်းအကောင်းဆုံးထိချုပ်နိုင်မလဲကျွန်တော်တို့အာဆင်နယ်အသင်းကမန်စီးတီးအသင်းကိုဘယ်လိုမျိုးအကောင်းပြီးတော့အကောင်းဆုံးပုံစံနဲ့အနိုင်ယူသွားမလဲဆိုတဲ့ဥစ္စာကိုကြည့်ရမှာပါခင်ဗျာအားလုံးပဲမင်္ဂလာပါကိုဇက် Football Channel မှာကြိုဆိုပါရစေကျွန်တော်နာမည်ကိုသက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ဒီပွဲမှာအာဆင်နယ်ကဘောလုံးရတဲ့အချိန်မှာကျွန်တော်တို့ City ရဲ့ pressure ကိုဘယ်လိုမျိုးကြော်ဖြတ်မလဲဆိုတော့ဟိုကအရေးကြီးတယ်ပေါ့ဗျာ City ကကျွန်တော်တို့မာရော့စကာလက်ထက်မှာလုံးဝကြီးညာရတဲ့သူတို့က aggressive of the ball ဘောလုံးမရတဲ့အချိန်မှာအသက်ကိုလိုက်ဖိတစ်ဖက်အသင်းကိုဖိကစားပြီးတော့ဆော့မယ်ပြီးတော့ဘောလုံးရသွားတဲ့အချိန်မှာလေကိုယ့်ရဲ့ idea တွေနဲ့တစ်ဖက်အသင်းကိုအကောင်းဆုံးဘယ်လိုပုံဖော်ပြီးတော့ကစားမလဲဆိုပြီးတော့သူကိုယ်တိုင်ပြောချင်တယ်ပေါ့ဗျာသူလက်ထက်မှာတော့ဒါကြောင့်ကျွန်တော် Arsenal အသင်းရဲ့ဘေးကအရေးကြီးတယ်ပေါ့ဗျာ Defender စီကနေပြီး midfield ကိုဘောလုံးမြန်ပို့နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် Arsenal အသင်းက CDF pressure ကိုကောင်းကောင်းထိချုပ်နိုင်ပြီးတော့နောက်ဆုံး final တက်ထဲကိုဝင်ရောက်ပြီးကျွန်တော်တို့ရဲ့တိုက်စစ်မှုတွေအဆုံးသတ်ပြီးတော့ဂိုးသွင်းနိုင်မယ်လို့ယူဆတယ်။ဒါပေမဲ့ control ပိုင်းနဲ့ပတ်သက်ပြီးတော့ဘောလုံးကအနောက်မှာပဲကင်တာများမယ်ဆိုရင်တော့ Man City အသင်းရဲ့ player တွေကကျွန်တော်တို့ Arsenal အသင်းရဲ့နောက်တောင်ကောင်းကောင်းဒုက္ခပေးနိုင်မယ်လို့ကျွန်တော်ထင်တယ်။ Arsenal midfield နဲ့ City midfield ဘယ်အသင်းရဲ့ကွင်းလယ်ကိုအကောင်းဆုံးထိချုပ်နိုင်မလို့ကျွန်တော်တို့အသင်း Arsenal ကွင်းလယ်ကိုလုံးဝစိတ်ပူခြင်းမရှိဘူး AC ပဲကျွန်တော်အသင်းကွင်းလယ်ကဒီနှစ်မန်စီးတီးကွင်းလယ်ကိုအကောင်းဆုံးတတရနဲ့ထိချုပ်နိုင်ပြီးတော့ပွဲကိုအကောင်းဆုံးထိချုပ်ရနိုင်မယ်လို့ကျွန်တော်ထင်တယ်အထူးကနောက်တန်းမှာဘောလုံး e-minute နဲ့ကွင်းလယ်ကစားသမားတွေဒီတိုက်ရိုက်ရောက်ပြီးတော့ကွင်းလယ်အကောင်းဆုံးတာသိရမယ်ဆိုလို့ရှိရင်တော့ပွဲကိုအဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ဒီဘက်တရကတော့ကျွန်တော်ထင်တယ် Arsenal ကွင်းလယ်နဲ့မန်စီးတီးကွင်းလယ်ကဒီပွဲမှာတော့အထူးကဘက်တရတစ်ခုပဲဖြစ်မယ်လို့ကျွန်တော်သုံးသပ်မိပါတယ်ပေါ့အဲကြောင့်ဒီပွဲမှာကျွန်တော်တို့fullback တွေကျွန်တော်တို့ပျောက်သွားတဲ့ချိန်ကျရင်fullback တွေပျောက်သွားလက်တဲ့နေရာကိုကွင်းလယ်ကစားသမားဖြစ်တဲ့ကျွန်တော် Bruno Guimaraes ဖြစ်ဖြစ် Declan Rice ဖြစ်ဖြစ်ဘသူကပြန်လဲ Lewis Kelly ဖြစ်ဖြစ်ဘသူကဖာထေးပြီးတော့ပြန်လဲထိချုပ်သွားနိုင်မယ်ဆိုတဲ့ဥစ္စာကတော့ဒီကစောင့်ကြည့်ကြရမယ်ပေါ့ပြီးရင်ကျွန်တော်တို့ဗျာအဓိက9စက္ကန့်ပဲဒီနှစ်သင်းကပြောမယ်ဆိုလို့ရှိရင် Premier League ရဲ့လက်ရှိလာမယ့်ရာသီမှာလည်း Champions League မှာနှစ်သင်းပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်သင်းရဲ့ပွဲကွင်းလယ်ပိုင်းနဲ့ဘောလုံးလွတ်သွားတဲ့9စက္ကန့်အချိန်ကအရင်ရေးကြည့်တော့အဲ့ဒီဘောလုံးလွတ်သွားတဲ့9စက္ကန့်အချိန်တည်းမှာကိုအသင်းကဘောလုံးကိုဘယ်လိုမျိုး recovery ပြန်လိုက်ယူပြီးတော့အသင်းအတွက်အကောင်းဆုံးတိုက်စစ်လမ်းကြောင်းကိုပြန်ဆမလို့ဆိုတာအရေးကြီးတယ်ဒီ9စက္ကန့်လမ်းကြောင်းကအကေးမလိုက်နိုင် recovery မလိုက်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ open play တွေမှာထောက်ချက်ကိုပွင့်သွားပြီးတော့နှစ်သင်းလုံးအတွက်ဒုက္ခရောက်သွားနိုင်တဲ့ data တစ်ခုမျိုးဖြစ်သွားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့ပြီးတော့ဒီလိုမျိုး community shield လိုမျိုးဖလားပွဲတစ်ပွဲနဲ့အဆုံးဖြတ်ပေးတဲ့ပွဲမျိုးပါဆိုလို့ရှိရင်ကျွန်တော်တို့ open play တွေတခါကျရင်ကစားအလုပ်ပြုနေလို့မရဘူးပွဲကိုလည်းတချို့တွေကထိန်းကောင်းထိန်းနိုင်တဲ့အခါမျိုးရှိတယ်အဲမျိုးဆိုရင်ကျွန်တော်တို့က set speed ကိုလုံးဝအားကိုးရမှာပဲ set speed နဲ့ပတ်သက်မဲ့ဆိုရင်တော့ကျွန်တော်တို့ Arsenal ကတော့ပြောမှဆိုလို့ရှိရင်တပန်းတာရလို့ကျွန်တော်ပုံယူဆရတယ်အဲ့တော့ကွန်နာပဲလာမလားပြစ်ဒဏ်ပေါ်ပဲလားဘလို့ set speed မျိုးပဲလာ Arsenal ကအာဒီတာရဲ့ Arsenal က Man City ကိုအသာရလေးနာတပန်းခေါင်းတစ်ပြားတာရလို့နာတစ်ပြားတာရလို့ယူဆလိုက်ရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ set speed နဲ့တော့အနိုင်မလို့ချင်ဘူး set speed FC လို့လည်းနာမည်မတက်ချင်ဘူးဗျာကဲကျွန်တော်ဒီဘက်ကို Arsenal နိုင်မယ်လို့တစ်ဖက်သက်ပြောချင်တာမဟုတ်ဘူးကျွန်တော် Arsenal မှာတပန်းတာတာဗျာပြောမှဆို tactical အရာကြည့်မယ်ဆိုလို့ရှိရင် Arsenal တို့အားတာချက်က Arsenal ကစားသမားတွေအကုန်လုံးက Arteta ဘာလို့ချင်တာလဲဘာလို့ချင်တာလဲဆိုတဲ့ဥစ္စာမျိုးသူကရင်းနှီးပြီးသားသိပြီးသားကျွန်တော် CD ဘက်မှာကျတော့ coach အသစ်ဖြစ်တော့ Maresca သူ့ရဲ့ game model ကိုဘယ်လောက်မြန်မြန်အကောင့်ထဲပေါ်နိုင်မလဲဆိုတဲ့ဥစ္စာကျွန်တော်နည်းနည်းစောင့်ကြည့်ရမယ်ဒါပေမဲ့ CD ကိုကျွန်တော် underestimate လုပ်တာမဟုတ်ဘူးဒါပေမဲ့တကယ်ကွင်းလည်ပြိုင်ပွဲနဲ့ဘောလုံး9စက္ကန့်ဒါ recovery ပြန်လုပ်နိုင်တဲ့ဥစ္စာနဲ့ကျွန်တော်တို့တောင်ပန်နှစ်ဖက်ကိုဘယ်သူကပိုထိန်းနိုင်တဲ့ဥစ္စာမျိုးကဒီပွဲရဲ့အဆုံးဖြတ်ပဲဖြစ်သွားမှာပဲအဲ့တော့ဒီငယ်ချင်းတို့ဆရာသမားတို့ mix တို့ဘယ်လိုမြင်လဲ Arsenal Man City ကိုဘယ်လိုကစားသင့်လဲပွဲရလက်ကရောဘယ်လိုမျိုးပြီးသွားတော့လဲကျွန်တော် comment မှာတကယ်ချင်းတို့အမြင်တွေကိုတစ်ချက်တော့ comment မခဲ့ကြပါဘူးအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ